ဘဲကောင်တွေဘလောက်ဟောင်းဟောင်းခပတ်ကောက်ဝဲပဲထိုးပြီးရင်လေဘန်ကာပဲချန်ပီယံဖြစ်ဆက်ရှိနေမှာပါပရိသတ်များအားလုံးပဲမင်္ဂလာပါအာဆင်နယ်လီဂျန်ဟပ်ရဲ့တိုက်ခိုက်ရေးအားစားကဏ္ဍခွန်ဖက်ဆောင်ကနေကြိုဆိုပါရစေ UFC Flyweight Champion Joshua Aban ရဲ့ striking နီးပြဖြစ်သူ Frank Carrego ရဲ့ထုတ်ဖော်ပြောဆိုချက်တွေဟာတိုက်ပွဲတစ်ခုရဲ့နောက်ွယ်ကအမှန်တရားနဲ့ဘန်ရဲ့စမ်းဆောင်ရည်ကိုပုံမပြတ်သားစွာမိမောင်းထုတ်ပြလိုက်ပါတယ်ဘန်ကိုဝေဖန်နေသူတွေနဲ့ပြိုင်ဘက်တွေကိုဓာတ်ရိုက်စိန်ခေါ်လိုက်တဲ့ Carrego ရဲ့စကားတွေကရဲရင်ပြီးစိတ်အားထက်သန်မှုအပြည့်ပါပဲ Carrego က Brandon Royval ရဲ့မေးရိုးဟာဘန်နဲ့ကစားပြီးနောက်ပိုင်းပုံမှန်မဟုတ်သေးကြောင်းထုတ်ဖော်ပြောလိုက်တာကအရေးကြီးတဲ့အချက်တစ်ခုပါဒီစကားကဘန်ရဲ့ထိုးနှက်ချက်စွမ်းအား striking power ဘလောက်ပြင်းထန်ပြီးတိကျသလဲဆိုတာကိုအတိအလင်းသက်သေပြလိုက်ပါတယ် Royval ဟာဝိတ်တန်းမှာထိပ်တန်းသားသမားတို့ဖြစ်ပြီးခန္ဓာရည်မြင့်မားသူပါဒါပေမဲ့ဘန်ရဲ့ထိုးချက်တွေက Royval လိုလူကိုတောင်ရုပ်ပိုင်းဆိုင်ရာပြင်းထန်တဲ့ထိခိုက်မှုတွေပေးနိုင်ခဲ့တယ်ဆိုတာကိုနီးပြကဖွင့်ချလိုက်တာဖြစ်ပါတယ်ဘန်ရဲ့နိုင်ဝဲပေါ်တန်တရားရှိသူတွေဒါမှမဟုတ်ပွဲကကြာခဲ့တယ်လို့ထင်မြင်သူတွေကိုဘန်ရဲ့ထိုးနှက်ချက်တွေကဘလောက်ထိရောက်ခဲ့လဲဆိုတာကိုဒီနည်းနဲ့တုံ့ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဘန်ကသူနဲ့ကစားဖို့အတွက်အချိန်2ပတ်ပဲလေ့ကျင့်ခွင့်ရခဲ့တာဆိုတဲ့ဂိုင်းကိုရဲ့ဖော်ထုတ်မှုကတော့ပွဲရဲ့အခြေအနေကိုလုံးဝပြောင်းလဲပြလိုက်ပါတယ်။တိုက်ခိုက်ရေးပွဲစဉ်တစ်ခုမှာအချိန်တို့အတွင်းပြင်ဆင်ရတယ်ဆိုတာကြီးမားတဲ့စိန်ခေါ်မှုပါ။2ပတ်ဆိုတာပြိုင်ဘက်ကိုလေ့လာဖို့ကိုယ့်ရဲ့ခန္ဓာရည်ကိုထိမ့်သိမ့်ဖို့နဲ့အလေးချိန်ချဖို့အတွက်လုံးဝမလုံလောက်တဲ့အချိန်မှာဘန်အနေနဲ့ဒီလိုအခြေအနေမျိုးနဲ့တောင်ထိပ်တန်းပြိုင်ဘက်ကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုတာကသူ့ရဲ့အခြေခံကျွမ်းကျင်မှု fundamental ဘယ်လောက်ခိုင်မာသလဲအသည့်အနေထား readiness ဘယ်လောက်ရှိလဲဆိုတာကိုပြသလိုက်ချင်ပါဂရက်ကိုအနေနဲ့သူတို့ရဲ့လေ့ကျင့်ရေးအစီအစဉ်နဲ့ဘန်ရဲ့ပင်ကိုစွမ်းရည်အပေါ်ဘလောက်ယုံကြည်မှုရှိကြောင်းကိုပရိသတ်တွေနဲ့ဝေဖန်သူတွေအားလုံးကိုအသိပေးလိုက်တာလည်းဖြစ်ပါတယ်ဂရက်ကိုကမန်နယ်ခေရဲ့ပြင်ဆင်ချိန်6လကိုဆွဲထုတ်လာပြီးအဲ့ဒါကိုများတချို့ကောင်တွေကအထင်ကြီးနေကြသေးတယ်လို့ထေလုံးပါပြောဆိုလိုက်တာကစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု psychological warfare ပါပဲဒီစကားကပြိုင်ဘက်တွေကိုအချိန်ဘလောက်ယူငါတို့က2ပတ်နဲ့တောင်အနိုင်ယူနိုင်ခဲ့တာပဲဆိုတဲ့ခန်းစားချက်မျိုးကိုပေးလိုက်တာပါဒါဟာဘန်ရဲ့နိုင်ပွဲကိုနှိမ့်ချနေသူတွေကိုပြန်လဲပြီးတော့ထိတိမိမိတုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။နေကုန်းချုပ်အနေနဲ့ဂါရက်ကိုကဘန်ကာပဲချန်ပီယံအဖြစ်ဆက်ရှိနေမှာပါလို့ဒဲရိုးကြေညာလိုက်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။